အားလုံးပဲမင်္ဂလာပါခင်ဗျာ Astobi Steady Cartoon Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့ဒီဇလန်လေးကမချဘူးဆိုတဲ့ရွာကလေးတရွာမှာစတင်ပါတယ်အဲ့ဒီနေ့မနက်ကလေးကကောင်းကင်မှာတိမ်တွေညှိုးမဲနေခဲ့တယ်နေမင်းကြီးပင်နေထွက်ဖို့ညှင်းဆန်နေတယ်လို့ပါပဲမွန်းလွဲပိုင်းကိုရောက်တော့မိုးကတဲထန်စွာရွာသွန်းလာခဲ့တယ်မိုးရေတွေကသူနဲ့အတူတူထူးဆန်းတဲ့တိတ်ဆိတ်မှုနဲ့ကြောက်ရွံ့စိတ်တွေကိုယူဆောင်တည်ဆောင်လာခဲ့ပါတယ်။လမ်းတွေပေါ်မှာလူတယောက်မှမရှိလူတွေအားလုံးကအိမ်တွင်းထဲမှာခိုအောင်နေကြတယ်။အဲဒီလိုမုန်တိုင်းထန်တဲ့နေ့တွေမှာပဲဇက်ခုံရဲ့အိမ်မှာသူ့တငယ်ချင်းတွေဖြစ်တဲ့သူရိန်နဲ့ဝင်းမောင်တွေ့ဆုံထိုင်းနေကြတယ်။အပြင်မှာမိုးချိုးပြစ်တံတွေကိုကြားနေရပြီးမိုးရေဆက်တွေကတမိုးပေါ်ကိုကြာရင်ထူးဆန်းတဲ့တန်စင်တပုတ်လိုဖြစ်နေပါတယ်ဟေးကောင်ဒီမိုးကရက်မယ်မထင်ဘူးကွာဇက်ကုံကစကားစပြောတယ်ဒီနေ့ဆိုရင်ကောင်းကင်ကြီးပောက်ကွဲတော်တော့မလို့ပဲအမှန်ပဲကွာရာသီဥတုကတော်တော်ဆိုးနေတယ်လို့သူရင်ကပြန်ဖြေလိုက်တယ်ငါတို့ဒီမှာပဲနေလိုက်တာအကောင်းဆုံးပဲဒီလိုအချိန်မှာတယောက်ယောက်ကတီးဆိုလို့ရှင်ကြောက်စရာတစ်ခုခုဖန်တီးရအောင်ဝင်းမောင်ကတော့ကြောက်စရာဆိုတာထဲမှာပဲပျော်စရာတွေရှိတာကွာလို့ပြောလိုက်တယ်။ဒီလိုရာသီဥတုမျိုးကပြင်းရီဖို့မဟုတ်ဘူးကွာစိတ်လှုပ်ရှားစရာတစ်ခုခုလုပ်ဖို့ပဲ။သူရင်ကမကြည်မနှက်နဲ့ပြန်ပြေတယ်။မင်းပြောတဲ့စိတ်လှုပ်ရှားစရာဆိုတာကိုငါသိတယ်။ဒုက္ခအတေးတစ်ခုဖြစ်လာမှာပါ။မင်းတိတ်တိတ်ကလေးထိုင်နေလိုက်ပါ။ဟေးမဟုတ်ပါဘူးကွာဒီနေ့တော့တမျိုးလှုပ်ကြည့်ရအောင်လို့ဇက်ကုံကဆက်ပြောတယ်။ငါတို့ဘယ်တော့မှမလုပ်ဘူးတာတစ်ခုခုပေါ့။ငါတို့ရဲ့တက်တီကိုစမ်းတက်မဲ့စက်တက်တာမျိုးကိုပေါ့ဇက်ကုံကဗီဒီယိုထဲကနေခဲနံနှစ်ချောင်းနဲ့စာဝဲရောက်ဟောင်းတစ်ခုကိုထုတ်ယူလိုက်တယ်သူမျက်နှာမှာထူးဆန်းတဲ့စိတ်လှုပ်ရှားမှုတစ်ခုရှိနေတယ်ဒါကိုမြင်ရတော့ဝင်းမောင်ရဲ့ရင်ထဲမှာကြက်တီးထသွားမိတယ်ဒါကဘာတွေတော့မင်းထက်ပြီးဘာကိုစပြီးစမ်းကြံနေတာတုံးလို့ဝင်းမောင်ကမေးလိုက်တယ်ငါတို့ချာလီစော့မယ်လေလို့ဇက်ကုံကပြန်ဖြေလိုက်တယ်ဒီနာမည်ကိုကြားတာနဲ့ဝင်းမောင်ရဲ့မျက်လုံးထဲမှာကြောက်စိတ်တွေကကွက်ပြီးပေါ်လာခဲ့ပါတယ်သူဒီကစားနည်းနဲ့ပတ်သက်ပြီးဇလန်းအမျိုးမျိုးကြားထားဘူးတဲ့တရေတွေကိုခေါ်တဲ့ကစားနည်းကြောင့်ပေါ့မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးလို့ဝင်းမောင်ကဆိုလိုက်တယ်ဒါမှမဟုတ်ဘူးကွာစက်ကုံဒါကရိုးရိုးကစားနည်းတစ်ခုမဟုတ်ဘူးအဲ့ဒါနဲ့ဆိုရင်တကယ်တရေတွေပဲလာတတ်တယ်လို့ပြောကြတယ်ဟေးဝင်းမောင်မင်းကလည်းဘာတွေကိုများယုံကြည်နေတာတုံးတို့ဇက်ကုံကပြန်ပြောတယ်ဒါတွေအားလုံးကစိတ်ထဲကစိုးရိမ်မှုတွေပါဘယ်တရေကလာမှာတော့ဒီနေ့ကြည့်လိုက်ကြရအောင်မကြောက်နဲ့ငါတို့ပြက်လုံးထုံနေတာပဲဟေ့သူရိန်မင်းကတော့ငါနဲ့အတူတူရှိတယ်မို့လားသူရိန်ကတော့မပြောမတလို့ပုံစံနဲ့ပြန်ဖြေလိုက်တယ်ကဲကြည်စံဇက်ခုံငါလည်းဒါတွေကိုတိတ်မကြိုက်ဘူးဟုတ်တယ်ဒါကမှန်တယ်လားမှားတယ်လားကြည့်ရအောင်ဘာအနေရဲမှမရှိဘူးလို့ဇက်ခုံကဆက်ပြောတယ်ကြိုးစားကြည့်အောင်ဒါပေမဲ့ဝင်းမောင်မစော့ခြင်းဘူးဆိုရင်ဝင်းမောင်ကစိတ်ဆိုးတန်နဲ့ပြက်ပြက်တသားဖြေလိုက်တယ်မင်းတို့နှစ်ယောက်ကယူသွားပြီငါမစော့ဘူးဟေးကြောက်တဲ့ကောင်မင်းကထိုင်းပြီးကြည့်နေလိုက်ပေါ့လို့ဇက်ကုံကပြောလိုက်တယ်ငါတို့နှစ်ယောက်ပဲစော့မယ်တခုခုဖြစ်ခဲ့ရင်မင်းပြေးလိုက်ပါအေးပါလို့ဝင်းမောင်ဟာမစော့ခြင်းပေမဲ့အဲ့ဒီမှာပဲထိုင်နေခဲ့တယ်ဇက်ကုံကစာရွက်ပေါ်မှာကြီးမားတဲ့ပလက်ပုံတင်ကြရာကြီးကိုဆွဲလိုက်တယ်ပြီးတော့ဒေါင်းလေးတောင်မှာဟုတ်ကဲနဲ့မဟုတ်ပါရေးထားလိုက်တယ်သူကခဲနံတစ်ချောင်းကိုအပေါ်ကနေတပြားခဲနံတစ်ချောင်းနဲ့ညီအောင်ကာထားလိုက်တယ်အပြင်ကမိုးကြိုးပြစ်တံကလွဲလို့ရှိရင်အလင်းရောင်တစုံတရာနဲ့အတန်ဆိုတာဘာမှမရှိပါဘူးချာလီမင်းဒီမှာရှိလားလို့ဇက်ခုံကစတဲ့မေကွန်းထုတ်လိုက်တယ်အခန်းထဲမှာကြောက်စရာကောင်းတဲ့တိတ်ဆိတ်မှုကြီးကရောက်လာတယ်ရွာကျနေတဲ့မိုးတံကလွဲလို့ဘာမှမကြားရတော့ဘူးခဲတံကတော့မလှုပ်ရှားဘူးကြည့်လိုက်နော်ငါပြောတယ်မလားဒါတွေအားလုံးကလမ်းစင်မှားနေတယ်ဆိုတာလို့ဝင်းမောင်ကပြောလိုက်တယ်ငါတို့ပိုးပြီးတော့အာယုံစိုက်ပြီးလှုပ်ဖို့လိုကောင်းလိုလိမ့်မယ်လို့ဇက်ကုံကဆက်ပြောတယ်နောက်တစ်ခါထပ်ခေါ်ကြည့်မယ်ချာလီမင်းငါလို့နဲ့စကားပြောချင်လားဇက်ကုံစကားပြောပြီးတာနဲ့အပေါ်ကခဲတံကတဖြည်းဖြည်းချင်းလှည့်လာတယ်အရန်ကိုတဖြည်းချင်းပါဟုတ်ကဲ့ဘက်ကိုဥတီပြီးတော့လှည့်သွားတယ်ဒါကိုမြင်လိုက်တော့ဝင်းမောင်ရဲ့အသက်ရှူတံကကျက်သွားပြီးသူရိန်ရဲ့မျက်လုံးတွေကကျဲသွားတယ်ချက်ချင်းဆိုသလိုပဲတကားမှာဒရုံလုံးထူးခောက်တံကိုကြားလိုက်ရတယ်ဒီတိတ်ဆိတ်မှုထဲမှာအဲ့ဒီတန်ကတော့ပောက်ကွဲတန်စင်တစ်ခုလိုပါပဲမိတ်ဆွေ၃ယောက်စလုံးကြောက်လန့်တကြားခုန်လိုက်ကြတယ်
သူတို့ရဲ့အာယုံစိုက်မှုအားလုံးကကစားနည်းကနေရုတ်တရက်ပြောင်းလဲသွားတယ်။အဲဒီလိုညအချိန်မှာဘသူလဲလို့သူရင်ကအံ့အားသင့်နဲ့မေးလိုက်တယ်။မသိဘူးတယောက်ယောက်အကူကြီးလိုးနေလောက်တယ်လို့ဇက်ခုံကဖြေလိုက်တယ်။ငါသွားကြည့်လိုက်မယ်လို့ဇက်ခုံကပြောပြီးတကားစီကိုသွားတယ်။ဇက်ခုံကတကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။တကားဖွင့်လိုက်တာနဲ့လေအေးတစ်ချက်နဲ့မိုးရေတွေကအတန်းပွက်ကိုဝင်ရောက်လာတယ်။အပြင်မှာအိုမင်းနေတဲ့လူတယောက်ရက်နေတယ်။သူဟာခေါင်းကအစခြေထိပ်အစုံရေဆိုးနေတယ်။သူမျက်နှာမှာပူပန်မှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။တောင်းပန်ပါတယ်ကွယ်လို့အိုမင်းတဲ့သူကအသက်ရှူတန်ကြီးနဲ့စကားဆပြောတယ်။ငါကဒီဘက်ကရတန်ရပူရောကိုတွားနေတာငါသမီးအတွက်ဆေးဝယ်ဖို့ပါဒါပေမဲ့ဒီမိုးကအရင်ပြန့်လာတော့ဆက်သွားဖို့မဖြစ်နိုင်တော့ဘူး။ငါဒီမှာခဏလောက်နေရနိုင်မလားမိုးတိတ်တာနဲ့ငါထွက်သွားပါမယ်။ဦးလေးဘာလို့အပြင်မှာရက်နေတာလဲ။အတွင်းကိုဝင်လာခဲ့ပါလို့ဇက်ခုံကဖိတ်ခေါ်လိုက်ပါတယ်မိတ်ဆွေ၃ယောက်ကအဲ့ဒီအိုမင်းနေတဲ့လူကိုအတွင်းကိုခေါ်သွားခဲ့တယ်ဝင်းမောင်ကလှည့်မြန်၆တွေ့အောင်အဝတ်တွေယူလာပေးတယ်သူရင်းကသူ့ကိုထိုင်ကုန်ပေးလိုက်တယ်အိုမင်းနေတဲ့လူရဲ့မျက်နှာမှာတက်တာရပုံပေါ်လာတယ်ဦးလေးထိုင်ပါဦးလေးနာမည်ကဘယ်လိုခေါ်ပါလဲဇက်ကုံကမေးလိုက်တယ်ငါနာမည်ကဘာတန်းပါကွယ်လို့အိုမင်းနဲ့သူကဖြေလိုက်တယ်ဦးလေးဒီမုံတိုင်းခံနေတဲ့အချိန်မှာဘယ်ကိုသွားတာပါလဲဦးလေးဘာတန်းဦးလေးသမီးကဘာဖြစ်နေတာပါလဲဥပဒန်းရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေဝဲလာခဲ့တယ်။စကားထဲမှာတော့ဖခင်တယောက်ရဲ့ဝမ်းနည်းမှုကိုရှင်းရှင်းလင်းလင်းခံစားလိုက်ရတယ်။ဘာပြောရမလဲကွယ်။ငါမှတမီးတယောက်တည်းရှိတာ။သူ့နာမည်ကမမြတီတာပါ။သူမမှာကင်ဆာရောဂါရှိနေတယ်။မြို့ကဆရာဝန်ကြီးတွေရှိကိုပြသခဲ့တယ်။ဆရာဝန်တွေကကုသမှုအတွက်ပတ်စံသိန်းကြမယ်လို့ပြောလိုက်တယ်။ငါကဆင်းရဲတဲ့လယ်သမားတယောက်ပဲ။အဲ့ဒီငွေကြီးကိုဘယ်ကရမှာတော့။လျှော်တဲ့ကတယောက်ယောက်ရှိမှအကူအညီတောင်းခဲ့တယ်။မြေယာတချို့ကိုအပေါင်အနှံခဲ့တယ်။ဒါပေမဲ့ငွေကမပြည့်စုံခဲ့ဘူး။ဒီနေ့မှပဲတယောက်ကမြို့မှာစင်းရဲသားတွေကိုကူညီတဲ့တထေးတယောက်ရှိတယ်လို့ပြောပြတယ်။ငါသူ့ရှိကနေမျောနှင်းချက်ကလေးနဲ့တွားနေတာ။ဒါပေမဲ့ဒီမိုးကအရာအလုံးကိုရက်တန့်သွားစေတယ်။ဥပါဒန်းရဲ့ဇလန်းကိုကြားပြီးတော့မိတ်ဆွေ၃ယောက်စလုံးရှင်ထဲမှာစိတ်မကောင်းဖြစ်သွားတယ်။သူတို့ရဲ့ကစားနည်းနဲ့ကြောက်ရွံ့မှုအလုံးကြံရစ်ခဲ့တယ်။အခုသူတို့ရှေ့မှာထိုင်နေတာကမစွမ်းမတန်ရှိတဲ့ဖခင်တယောက်ပါဒါတော်ဆိုးတဲ့ကိစ္စပါပဲဦးလေးစိုးရိမ်မနေပါနဲ့လို့ဇက်ခုံကစကားဆပြောတယ်ကျွန်တော်တို့ဦးလေးကိုကူညီမယ်ကျွန်တော်တို့မှာရှိနေတဲ့ငွေတွေနဲ့တငယ်ချင်းတွေစုပြီးတော့ဦးလေးကိုကူညီဖို့စူးစမ်းအားထုတ်မယ်တကယ်လားကွယ်မင်းတကယ်ပြောနေတာလားလို့ဥပါဒန်းကအံ့အားသင့်စွာမေးလိုက်တယ်ဖျားသခင်မင်းကိုကောင်းချီးပေးပါစေမင်းရဲ့ကျေးဇူးကိုကျွန်တော်တစ်လုံးမေ့မှာမဟုတ်ဘူးဒါကကျေးဇူးတင်စရာမလိုပါဘူးဦးလေးဒါကကျွန်တော်တို့ရဲ့တောင်းဝင်ပါဦးလေးကျွန်တော်တို့ကိုပြောပါကျွန်တော်တို့ငွေယူပြီးဘယ်ကိုလာခဲ့ရမလဲကွယ်ဒီကနေတရွာကျော်ရင်နောက်တရွာရှိတယ်ရတန်ပူရပါအဲ့ဒီမှာငါနေတာမင်းတို့ရွာရောက်လို့ရှင်ဘသူကိုမဆိုမမြတီတာရဲ့အိမ်လို့မေးလိုက်ပါဘသူမဆိုပြောပြပါလိမ့်မယ်ဥပါဒန်းရဲ့သမီးမမြတီတာတို့ပြောလိုက်ရုံပါပဲနောက်ထပ်ခဏတော့စကားတွေပြောဖြစ်ကြတယ်ဥပါဒန်းကသူ့သမီးဘလို့တက်တီရှိနေပြီးဒီယောဂာနဲ့ဘလို့တိုက်ခိုက်နေတာလဲဆိုတာပြောပြတယ်မိတ်ဆွေ၃ယောက်စလုံးကတိတ်တဆိတ်နားထောင်နေတယ်ခဏကြာမှတော့တစုံတယောက်ကမော်တက်လှုပ်လိုက်တယ်လို့မိုးကရုတ်တရက်လုံးဝရက်သွားခဲ့တယ်ဖယားသခင်ငါစကားကိုနားထောင်သွားပြီထင်တယ်မိုးရက်သွားပြီလို့ဥပါဒန်းကပြောတယ်အခုငါထွက်သွားရမယ်ကွယ်တမီးကတယောက်တည်းဖြစ်နေမယ်မင်းတို့ကငါစောင့်နေမယ်မနှက်ပြန်မနှက်ဆိုရောက်မှာပါနော်ဟုတ်ကဲ့ဦးလေးကျွန်တော်တို့မနှက်ပြန်မှာရောက်လာပါလိမ့်မယ်လို့ပြောလိုက်တယ်ဦးလေးစိုးရိမ်မနေပါနဲ့ဥပါဒန်းက၃ယောက်ကိုကောင်းချီးပေးသွားတယ်ပြီးတော့အမှောင်ထဲမှာပျောက်ကွယ်သွားခဲ့တယ်သူတို့သွားပြီးရင်နောက်မှာတော့မိတ်ဆွေ၃ယောက်ခလုံးသူတို့အိမ်တွေကိုပြန်ထွက်သွားကြတယ်အဲဒီညမှာသူတို့ရဲ့ဦးနောက်ထဲမှာချာလီကစားနေမဟုတ်တော့ပဲဥပါဒန်းရဲ့မစွမ်းမတန်ရှိနေတဲ့မျက်နှာနဲ့သူ့သမီးမမြတီတာအကြောင်းကိုပဲစဉ်းစားနေတော့တယ်နောက်တနေ့မနက်ခင်းမှာတော့ကောင်းကင်ကြီးကကြည်လင်ရှင်းလင်းနေခဲ့ပါတယ်ညကမိုးကအရာအလုံးကိုစေးကြောတန့်စင်သွားခဲ့တယ်တစ်ပင်တွေရဲ့အရွက်တွေကပိုစိမ့်လာတယ်မြေကြီးရဲ့အနံ့ကလေထဲမှာရောရှန့်နေတယ်ဇက်ခုံသူတွေနဲ့ဝင်းမောင်တို့ကမနက်စောစောမှတွေ့ဆုံကြတယ်အားလုံးစုပြီးတော့ငွေကျပ်9000လောက်စုမိသွားတယ်လမ်းကတော်တော်လေးဝေးတယ်ဒီရှုံနေကြောင်ရှောက်ရတာလဲခက်ခဲနေတယ်လို့ဝင်းမောင်ကပြောလိုက်တယ်စဉ်းစားကြည့်စမ်းပါဥပါဒံမင်းညကဒီမုံတိုင်းထန်နေတဲ့အချိန်မှာတယောက်တည်းဘလို့သွားနေမှာတုံးလို့သူရင်ကဆက်ပြောတယ်ဖခင်တယောက်ဟာသူ့သားသမီးအတွက်ဆိုရင်ဘာမဆိုလုံးနိုင်တယ်လို့ဇက်ခုံကပြန်ဖြေလိုက်တယ်ဟုတ်ပါတယ်ကွာဒီ
ဒီနေ့ငါတို့မမျှသေးတာကိုဒီငွေတွေပေးတဲ့အခါမှာဥပါဒန်ရဲ့မျက်နှာမှာပျော်ပေါ်လာခဲ့မယ်ပျော်ရွှင်မှုဟာကြည်ရတာတန်ပါပဲလို့သူရင်ကဆက်ပြောတယ်ငါတို့မြင်မြင်ဆန်းဆန်းရောက်အောင်တွားကြအောင်လို့ဇက်ကုံကဆုံးဖြတ်လိုက်တယ်2 နာရီလောက်လမ်းလျှောက်ပြီးတဲ့နောက်မှာတော့သူတို့ရတန်ပူရရွာကိုရောက်လာတယ်အဲ့ဒီရွာကမချက်ပူရရွာထက်ပိုပြီးတော့ပိုသေးပြီးပိုပြီးတော့တိတ်ဆိတ်တယ်သူတို့ကလမ်းဘေးကဆိုင်တစ်ဆိုင်မှာထိုင်နေတဲ့လူတစ်ယောက်ကိုမေးမြန်းတယ်အကိုမမျှသေးတာရဲ့အိမ်ဗမာလဲဆိုတာပြောပြနိုင်မလားဥပါဒန်ရဲ့သမီးပေါ့ဆိုင်ရှင်ကသူတို့3 ယောက်ကိုထူးဆန်းတဲ့မျက်လုံးနဲ့ကြည့်တယ်သူနားမလည်နိုင်တဲ့မိကုံတစ်ခုကိုမေးနေတယ်လို့ပဲပေါ့ဥပါဒန်ဟုတ်တယ်မင်းတို့တဲ့တယ်သွားပြီးတော့ဘယ်ဘက်ကိုကွေးလိုက်ပါအဲ့ဒီမှာပိန်းနေပင်နာကတအိမ်ကျော်ပဲတတိယအိမ်မြောက်ပေါ့ဆိုင်ရှင်ရဲ့ထူးဆန်းတဲ့အပြုမူကသူရင်ကိုနက်နက်တန်တရာဝင်စေဖြစ်ပေမဲ့သူတို့ကဂယုမဆိုင်ခဲ့ဘူးမိတ်ဆွေ3 ယောက်ကညွှန်ပြထားတဲ့လမ်းအတိုင်းရှေ့ဆက်လျှောက်သွားတယ်မကြခင်မှာပဲသူတို့ဟာတန်ရှင်းတဲ့အင်္ဂလိပ်တုံးရှိမှရက်နေကြတယ်အိမ်ရှိဥယျာဉ်မှာပန်းပင်တချို့စိုက်ပြုတ်ထားပြီးအိမ်မှာရှိတာမမြန်သေးတာလို့ဇက်ကုံကလှမ်းអော်လိုက်တယ်တိတ်ဆိတ်မှုအနေငယ်ကြားပြီးတဲ့နောက်တကားပွင့်လာပြီးအသက်20နဲ့22နှစ်အရွယ်မိန်းကလေးတစ်ယောက်အပြင်ကိုထွက်လာတယ်သူမကလုံးဝကိုကျမ်းမာပြီးပုံမှန်တိုင်းရှိနေတယ်သူမရဲ့မျက်နှာကယောဂအရေးရောင်တော့မရှိဘူးဟုတ်ကဲ့ကျမပါပဲမမျှသေးတာပါပြောပါအောင်ခမည်းတော်ကဘသူတွေလဲကျမခမည်းတော်ကိုမှတ်မိလို့မရဘူးမမျှသေးတာရဲ့ရှေ့မှာရက်ပြီးရင်မောနေတာမြင်တော့မိတ်ဆွေ3 ယောက်စလုံးရဲ့မျက်နှာမှာအံ့အားသင့်မှုတွေနဲ့ရှုပ်ထွေးမှုတွေပေါ်လာခဲ့တယ်ခမည်းအစဉ်ပြေးရလားဆိုတာကခမည်းမှာယောဂတစ်ခုခုမရှိဘူးလားယောဂတော့မရှိပါဘူးကျမကလုံးဝကျမ်းမာပါတယ်လို့မမျှသေးတာကဖြေတယ်ဒါပေမဲ့ခမည်းတော်ဘာလို့ဒီလိုမင်းနေတာလဲမမျှသေးတာကသူတို့3 ယောက်ကိုအတွင်းဝင်ဖို့ပြောပြီးရေတိုက်တယ်မိတ်ဆွေ3 ယောက်ကဆိုဖာပေါ်မှာတွားထိုင်တယ်ဒါပေမဲ့သူတို့ဦးနောက်ထဲမှာမေကွန်းထောင်ပေါင်းများစွာလဲပတ်နေတယ်ကြည့်ပါဦးမင်းညကမိုးအရန်ရွာခဲ့တယ်လို့ဇက်ခုံကစတင်ရှင်းပြတယ်အဲဒီချိန်မှာခမည်းရဲ့အဖေဖြစ်တဲ့ဥပါဒန်ကျွန်တော်တို့အိမ်ကိုရောက်လာခဲ့တယ်သူကကျွန်တော်တို့ကိုအကူအညီတောင်းဖို့လာခဲ့တာကျမအဖေမမျှသေးတာကစကားဆိုလိုက်တယ်ဟုတ်တယ်သူကကျွန်တော်တို့ကိုပြောပြခဲ့တယ်ခမည်းမှာကင်ဆာယောဂရှိနေတယ်ဆိုတာပါခမည်းရဲ့ကုသမှုအတွက်ငွေကျပ်3 သိန်းလိုအပ်တယ်လို့ပြောခဲ့တယ်ကျွန်တော်တို့ကအဲ့ဒီငွေတွေကိုပေးဖို့ထွက်လာခဲ့တာပါအဲ့ဒီစကားကိုကြားတာနဲ့မမျှသေးတာရဲ့လက်ကရေခွက်ကကြကွဲသွားတယ်သူမရဲ့ရေမောပျော်ရွှင်မှုတွေကပျောက်ကွယ်သွားပြီးမျက်လုံးထဲမှာထူးဆန်းတဲ့ကြောက်ရွံ့မှုနဲ့ဝမ်းနည်းမှုတွေပြည့်နေတယ်သူမရဲ့မျက်နှာကဖြူဖက်ဖြူရောဖြစ်သွားတယ်ခမည်းတော်ဘာတွေပြောနေတာလဲဒါမဖြစ်နိုင်ဘူးလို့မမျှသေးတာကတုံလှုပ်တဲ့တန်နဲ့ပြောလိုက်တယ်ဘာကြောင့်လဲဘာဖြစ်သွားတာလဲကျွန်တော်တို့တခုကိုမှားပြောမိလို့လားသူကမင်းညကပဲလာတာပါသူကကျွန်တော်တို့ကိုဒီကိုပဲညှိုးခဲ့တာဒါမှဖြစ်နိုင်ဘူးနော်လို့မမျှသေးတာကဆက်ပြောတယ်ကျမအဖေကတော့လွန်ခဲ့တဲ့4 လလောက်တုန်းကမတော်တဆမှုမှာကွယ်လွန်သွားခဲ့တယ်အဲဒီစကားကိုကြားတာနဲ့3 ယောက်စလုံးရဲ့ခြေထောက်တွေကမြေပြင်ပေါ်မှာပျောက်သွားသလိုခံစားလိုက်ရတယ်အခန်းထဲမှာရေခဲသလိုအေးဆက်တဲ့တိတ်ဆိတ်မှုကြီးကြားရောက်သွားတယ်သူတို့ကသူတို့ရဲ့နားကိုမယုံကြည်နိုင်ကြဘူးခမည်းဘာတွေပြောနေတာလဲလို့ဇက်ကုံကအံ့အားသင့်နဲ့မေးလိုက်တယ်အဲ့ဒီလူကြီးကသူ့ကိုကုတ်ပါတယ်သူ့မျက်နှာမှာကမမျှသေးတာကဘာမှမပြောတော့ပဲနေရံမှာချိတ်ဆွဲထားတဲ့ဓပုံကိုညွှန်ပြလိုက်တယ်ဓပုံတော်မှာပန်းပွားတွေတင်ထားတယ်အဲ့ဒါကဥပါဒန်ရဲ့ဓပုံပါပဲအဲ့ဒီမျက်နှာပဲအဲ့ဒီမျက်လုံးတွေပဲသူတို့မင်းညကမြင်ခဲ့ရတဲ့အတိုင်းပါပဲဒါကတော့ကျမရဲ့အဖေပါလို့မမျှသေးတာကဖြေလိုက်တယ်3 ယောက်စလုံးမျက်လုံးမှာကြောက်ရွံ့မှုတွေပြည့်နှက်နေခဲ့တယ်သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်းချမ်းသက်အေးစိမ်သွားခဲ့တယ်သူတို့သတိရမိတယ်အဲ့ဒီလူကြီးကသူတို့ချာလီကစားနေစတင်လိုက်တဲ့အချိန်အတိုင်းတာကလေးကတကားဝါမှာရောက်ရှိနေတာကိုသူတို့ကတရေတကောင်ကိုခေါ်ခဲ့မိခဲ့တယ်ဒါဆိုရင်မင်းညကသူတို့အိမ်ကိုရောက်လာတာဘာတူလဲဒါဟာတကယ်ပဲဥပါဒန်ရဲ့ဝိညာဉ်လားတေးပြီးတဲ့နောက်မှသူ့သမီးအတွက်စိုးရိမ်ပူပန်နေတဲ့ဝိညာဉ်လားဒါမှမဟုတ်ဒါကချာလီကစားနေကနေခေါ်တဲ့တခြားသောအရေးတစ်ခုခုလားဒါကမစွမ်းမတန်ရှိနေတဲ့ဖခင်ရဲ့ပုံတံကိုယူထားတာလားအဲ့ဒီမိကွန်းရဲ့အဖေကိုတော့3 ယောက်စလုံးယနေ့တိုင်မရှာဖွေနိုင်ကြသေးပါဘူးဒါပေမဲ့အဲ့ဒီညကစပြီးတော့သူတို့ဟာနောက်ထပ်ဒီကစားနေကိုခေါ်ခြင်းမရှိတော့ပါဘူး3 ယောက်စလုံးဓပုံကိုစိုက်ကြည့်ရင်မျက်လုံးပြူးကျက်သွားခဲ့တယ်မမျှသေးတာရဲ့မျက်နှာပြင်ကြီးကဖြူဖက်ဖြူရောဖြစ်နေတယ်ဒါဖခင်ကြီးပဲလို့ဝင်းမောင်ကတိတ်တဆိတ်တုံလှုပ်စွာပြောလိုက်တယ်မဖြစ်နိုင်ဘူးမင်းညကတကယ်ပဲသူပဲလားလို့သူရင်ကလည်းအတန်တိတ်ပြောလိုက်တယ်မ
မမြတီတာကငိုချတော်မဲ့ပုံစံနဲ့ဖခင်ကြီးကလွန်လာတဲ့လေးလာကားတိုက်မှုမှာဆုံးသွားခဲ့တယ်အဲ့ဒီတော့ကြောင့်ကျမအခုထိဝမ်းနေနေရတာရက်ကုံကမျက်နှာပြားသွားပြီးဒါဆိုမင်းညကဝင်းမောင်ကချွေးပြန်ပြီးငါတို့ဘာကိုခေါ်လိုက်မိတာလဲတူတိန်ကထိုင်ရမထားလိုက်ပြီးမဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးမမြတီတာကမျက်ရည်တွေကိုတုံရင်ခမရတို့ဘာတွေပြောနေတာလဲနားမလဲဘူးမင်းညကဖခင်ကြီးတကယ်ပဲခမရတို့အိမ်ကိုရောက်လာတယ်လားရက်ကုံကခေါင်းငိမ့်လိုက်ပြီးသူကမိုးရေဆိုးနေတယ်သူ့သမီးအတွက်ဆေးဝယ်ဖို့လို့ပြောတယ်ငွေကြေးအကူအညီတောင်းတယ်မမြတီရဲ့မျက်နှာမှာထူးဆန်းတဲ့အလင်းရောင်တစ်ခုလက်သွားတယ်ဒါဆိုဖခင်ကြီးကသူမသေးသေးဘူးလားသူ့ဝိညာဉ်ကကျမအတွက်ပြန်လာသေးတယ်တဲ့လားဝင်းမောင်ကချောင်းချောင်းချီချီလေးနေရာကနေငါတို့ချာလီစော့နေတော့ပေါ့သူဓာတ်ရိုက်ရောက်လာတာအဲ့ဒါ၃ယောက်စလုံးတစ်ချိန်တည်းမှာပဲသဘောပေါက်သွားတယ်သူတို့ရဲ့ကစားနည်းကတကယ်ပဲအလုပ်ဖြစ်ခဲ့တယ်ဒါပေမဲ့သူတို့ခုံမိတာကတရေတကောင်မဟုတ်ပဲတေဆုံးသွားတဲ့ဖခင်တယောက်ရဲ့မပြီးဆုံးသေးတဲ့ဆန္ဒတစ်ခုပါမတီတာကပြုံးပြီးမျက်ရည်တွေကြားလိုက်တယ်ဖခင်ကြီးသူငါအတွက်ဒီထက်ပိုပြီးမစင်စားနိုင်တော့ဘူးတည်သွားတဲ့နောက်မှတော့ငါအတွက်စိုးရိမ်နေတယ်ရက်ကုံကငွေအိတ်ကလေးကိုထုတ်ပြီးဒါကတော့ငါတို့စုထားတဲ့ငွေပါဦးလေးပြောတဲ့အတိုင်းမမြတီတာကိုပေးဖို့လာတာမမြတီတာကခေါင်းခါလိုက်တယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမအခုအဆင်ပြေနေပါပြီဖခင်ကြီးရဲ့အာဒီတာတွေကိုသိရတာနဲ့တင်ကျမအတွက်တန်ဖိုးရှိနေပါပြီအဲဒီနေ့ကစပြီးမိတ်ဆွေ၄ယောက်ဖြစ်သွားကြတယ်မမြတီတာကတော့သူတို့၃ယောက်ရဲ့ဖခင်ကြီးအကြောင်းကိုပြောပြတယ်သူတို့ကလည်းမင်းညကဖြစ်စဉ်ကိုအသေးစိတ်ပြန်ပြောပြလိုက်တယ်နောက်ဆုံးမှာတော့ငွေကြေးတွေကိုမမြတီတာကလက်ခံလိုက်ပြီးဖခင်ကြီးရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ကူညီလိုက်တယ်အဲဒီညအိမ်ပြန်လမ်းမှာတော့၃ယောက်စလုံးစကားမပြောကြတော့ဘူးဒါပေမဲ့သူတို့ရဲ့မျက်နှာမှာကြောက်ရွံ့မှုထက်အားသင့်တယ်လို့ခံစားမှုတွေရှိနေခဲ့တယ်သူတို့ဟာလူသားတယောက်ရဲ့မေတ္တာကတည်ခြင်းတရားကိုနောက်မှအနိုင်ယူနိုင်ကြောင်းတက်ရှိဘဝထက်ပိုပြီးကြီးမားတဲ့အရာရှိနေကြောင်းသဘောပေါက်သွားကြပါတယ်ရက်ကုံရဲ့အိမ်ကိုရောက်တော့သူကစာရွက်နဲ့ခဲတံကိုယူလာပြီးမိသွေးထဲမှာမိရှို့လိုက်တယ်အဲ့ဒီကစားနည်းကနောက်ဆုံးချိန်ပဲလို့သူကဆိုတယ်ဝင်းမောင်နဲ့သူရင်ကလည်းသဘောတူညီကြပါတယ်အဲ့ဒီအချိန်ထိသူတို့၃ယောက်ဘသူကမှချာလီဆိုတဲ့စကားကိုထပ်မံမပြောမိကြတော့ပါဘူးဒါပေမဲ့သူတို့အသက်ကြီးလာတဲ့အထိမမြတီတာနဲ့ဆက်ဆံရေးကောင်းမွန်နေစေပါမကြာခဏဆုံးကြတယ်ဥပါဒံအကြောင်းကိုပြောကြတယ်အဲ့ဒီမှာသူတို့သိရတာကဥပါဒံတည်ဆုံးတဲ့နေ့ဟာသူတို့ချာလီဆော့တဲ့နေ့မတိုင်ခင်တရက်အလိုမှာပဲဆိုတာကိုပါအဲ့ဒါကြောင့်မင်းညကဥပါဒံရောက်လာတာဟာသူတည်ဆုံးပြီးချိန်မှာဖြစ်တဲ့ကိစ္စဆိုတာတေချာသွားခဲ့တယ်အဲ့ဒီကြောင့်ကိုမမြတီတာကိုတော့ဘယ်တော့မှမပြောကြဘူးသူမကိုယ်တိုင်လည်းမေးခွန်းထုတ်ခြင်းမရှိတော့ဘူးအရင်နဲ့ဆိုင်တဲ့အရာတွေကိုမစူးစမ်းတော့တာကပိုကောင်းတယ်လို့သူတို့ယုံကြည်ကြတယ်အဲ့ဒီအဖြစ်အပျက်ကြောင့်၃ယောက်စလုံးရဲ့ဘဝတွေပြောင်းသွားကြတယ်ရက်ကုံကတော့ပိုပြီးတောင်းဝင်မှုရှိလာတယ်သူရင်းကပိုပြီးကျင်နာတက်လာတယ်ဝင်းမောင်ကတော့ပိုပြီးတစ္ဆာရှိရက်တည်လာတတ်တယ်သူတို့၃ယောက်အဲ့ဒီကြောင့်ကိုတခါမှဆွေးနွေးခြင်းမရှိကြတော့ပါဘူးဒါပေမဲ့သူတို့မျက်လုံးချင်းစုံမိတဲ့အခါတိုင်းအဲ့ဒီကြောင့်ကိုသိကြပါတယ်တခါတုန်းကမိုးတဲတဲ့ညမှာသူတို့ဟာတရေတကောင်ကိုမခေါ်မိကြတော့ဘူးဖခင်တယောက်ရဲ့မေတ္တာကိုကြုံတွေ့ခဲ့ကြရပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပဲကပါပြီခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားဖွယ်ကောင်းတဲ့ကာတွန်းဇလန်ကောင်းမြတ်ကိုနေ့စဉ်တင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ခဲ့ပြီးအားပေးခဲ့ကြပါဦးခင်ဗျာဗီဒီယိုတက်တဲ့နိုင်ချက်ချင်းသိရှိနိုင်အောင်လို့လည်း Notification ခေါင်းလောင်းလေးကိုပါတခါတည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်ခင်ဗျာလိုအပ်တာများရှိခဲ့ရင်လည်း comment ပေးပြီးတော့ပြောသွားခဲ့နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါခင်ဗျာ